ဒါကတော့ကောင်မလေးပြန်မွေးဖွားပြီးတော့ပျော်ရွှင်ရဆုံးအချိန်ပဲဖြစ်ပါတယ်ယောက်ျားဖြစ်တဲ့သူနဲ့နိုင်ရတော့မယ်ဆိုတော့ရင်ခုန်နေပါတယ်နင်တို့ကတော့တည်ကျင်နေကြပြီမလားလူနှစ်ယောက်ကတော့သူ့ရဲ့တပင်ကိုခုတ်ဖို့အတွက်လုံနေကြပါတော့တယ်တရွက်တွေကိုဖျက်ပြီးမဲ့ဖျက်လို့မရတော့ထူးဆန်းနေပြီးတော့ရုပ်ရည်ပဲလျှက်စည်းတွေလက်လာပြီးတော့သူတို့ရှိတဲ့နောက်ကိုမိုးချိုးပြစ်ချလိုက်တဲ့အခါမှာတော့အကုန်လုံးကကြောက်လန့်ပြီးတော့ထွက်ပြေးသွားကြပါတော့တယ်ကောင်မလေးကသူ့အပင်လာခုတ်တဲ့သူတွေကိုတေချာလေးဆုံးမလှုပ်လိုက်ပါတယ်ခဏနေတော့ကောင်လေးလည်းအိမ်ပြန်လာပြီးတော့ပစ္စည်းတွေကိုလွှင့်ပြပြီးတောင်းကျမ်းနေပါတော့တယ်ကောင်မလေးကိုအနိုင်ကျင့်ပြီးတော့ရိုက်နေတော့မှအနောက်ကနေကောင်မလေးတယောက်ကကောင်လေးကိုရိုက်ချလိုက်တာမိလေးကြာသွားခဲ့ပါတယ်ကောင်မလေးကသမီးဖြစ်တဲ့သူကိုကိုရောင်ပြလိုက်ပြီးတော့ပါဇက်ကနေအငွေ့တွေထုတ်လိုက်တဲ့အခါမှာချင်းထဲမှာဆန်နေပြေးသွားပါတော့တယ်ကောင်မလေးကဆန်တွေရလာတဲ့အခါမှာတော့ကျေးဇူးတင်ပြီးတော့ဖက်လိုက်တယ်လို့အတော်ဖြစ်တဲ့သူနဲ့သမီးရောက်လာပြီးတော့ဆန်တွေဖြစ်ပြီးလားလို့လာကြည့်တော့နှစ်ဦးလုံးကဆန်တွေအပြည့်ဖြစ်နေတော့တာမီနှစ်ယောက်စိတ်တူလို့သွားပါတယ်ကောင်မလေးကအတော်ဖြစ်တဲ့သူကဒူးထောက်ပြီးတော့ပွဲတော်သွားဖို့အတွက်ခွင့်တောင်းမိမယ်လေအတော်ဖြစ်သူရဲ့သမီးဟာသူကြိုက်နေတဲ့ကောင်လေးပါတာကြောင့်ကောင်မလေးသွားလို့မရအောင်ဆိုပြီးတော့ခေါင်းပေါ်ကိုဟင်းရည်တွေလောင်းချလိုက်ပါတယ်ကောင်မလေးဟာငငယ်လေးလေးကအနိုင်ကျင့်ခင်ရပြီးတော့အတော်ဖြစ်သူရဲ့သမီးကိုလည်းအာမခံနိုင်ပါဘူးကောင်မလေးငိုနေတဲ့အချိန်မှာပဲအမေနဲ့သမီးရောက်လာခဲ့ပြီးတော့မှော်အစွမ်းနဲ့အရန်ကိုလှပတဲ့အင်ကြီးလေးကောင်မလေးကိုဝေပေးပါတယ်ဘေးကဘဲလေးကတော့မှအရန်ကိုလှတာပဲဆိုပြီးတော့အော်နေပါတယ်နဲ့သမီးကကောင်မလေးကိုပွဲတော်ကိုနှဲဖို့တဲ့ခေါ်သွားပြီးတော့ပန်းလေးလည်းပန်ပေးလိုက်ပါသေးတယ်ငကိုရီးယားမှာလှပတဲ့ကောင်မလေးဟာပန်းလေးကြောင့်ပို့ပြီးတော့လှသွားရတယ်လို့ကောင်လေးတဲပုံပွဲကိုလာပြီးတော့ဆင်နွှဲတဲ့အချိန်မင်းသားလေးနဲ့ဆုံသွားပါတော့တယ်မင်းသားလေးကကောင်မလေးရဲ့အလားကြောင့်ပဲသူရှာနေတဲ့ငငယ်ကကောင်မလေးဆိုတာတီးသွားပြီးတော့ပျော်ရွှင်သွားပြီးကောင်မလေးရဲ့လက်ကိုဆွဲလိုက်ပြီးမဲ့ကောင်မလေးကကြောက်နေပါတယ်မင်းသားလေးပြီးခဲ့တဲ့လက်ကောက်ကလေးပျောက်သွားခဲ့ပြီးဖြစ်ပြီးတော့ကောင်မလေးဟာကြောက်ပြီးတော့တငယ်ချင်းနဲ့ထွက်သွားပါတယ်မင်းသမီးလေးကကျိုးတို့ခဏရတဲ့ယောက်ျားသားကိုလာပြီးကျိုးပြေပေးဖို့လုပ်ပေးပြီးမဲ့စွမ်းအားကအယံမမြင်တာကြောင့်တော့လုံးလို့မရခဲ့ပါဘူးနတ်သမီးကသမီးဖြစ်တဲ့သူကိုသူ့ရဲ့ကျောင်းဆောင်ရှိတဲ့တပင်သားကိုခေါ်ပြီးတော့မိသားစုတွေပြန်ဆုံနိုင်တော့မှာပါလို့ပြောလိုက်တော့ကောင်မလေးဟာမျက်ရည်တွေဝဲသွားရပါတယ်နတ်သမီးက10နှစ်လောက်တပင်ဆောင်နဲ့ဖြစ်နေပြီးတော့အခုတော့ဘဝကူတော့မှဖြစ်ပြီးလူကြီးနိုးလာတဲ့အခါမှာတော့သူ့ရဲ့ချစ်သူမဟုတ်တော့ဘဲနဲ့ခြေထောက်နဲ့ကန်လိုက်ပါတော့တယ်ဂျွန်ညာကောင်းတဲ့မိမကအဲ့ဒီလူကြီးကိုပြန်អော်ပြီးတော့အောက်လန်းတက်နဲ့ပြူစားဖို့အတွက်ကြိုတင်လှုပ်ထားတာဖြစ်ပြီးလူတွေဟာတပင်ကိုပူဇော်ကြော့နေကြတော့မှဘယင်ရောက်လာပြီးတော့တပင်ကစီးစိမ်ကျွေးဝစေတဲ့ထင်ကနှုတ်ပြီးတော့မှနန်းတော်တွေကိုတဲသွားဖို့လုပ်ပါတယ်နှုတ်လို့မရတဲ့အခါမှာတော့ဘယင်ဟာပို့ပြီးတော့စိတ်ဝင်စားသွားပြီးတပင်နှုတ်နိုင်တဲ့သူကိုစုချင်းမြင့်မယ်လို့ပြောပါတယ်အဖားကြီးတယောက်ကသူ့ရဲ့ဆွမ်းအားနဲ့တပင်ကိုနှုတ်နိုင်မယ်ထင်ပြီးတော့နှုတ်ကြည့်ပေမဲ့မရဘဲနဲ့အနောက်ပြန်လမ်းကျသွားခဲ့ပြီးကြောက်ပြီးတော့ထွက်ပြေးသွားပါတော့တယ်တစ်ဖက်မှာတော့စိတ်ပုတ်တဲ့အတော်ဖြစ်သူရဲ့သမီးကမင်းသားလေးကိုအတင်းဖွင့်ပြောပြီးတော့အဖြေတောင်းနေပါတယ်ကောင်မလေးကရွာရဲ့အချောလေးဖြစ်ပေမဲ့လေမင်းသားကညင်းလိုက်ပြီးတော့သူချစ်တာကတခြားတယောက်လို့ပြောလိုက်ပါတယ်ဒါအောင်ကောင်မလေးကဒေါသကြီးထွက်ပြီးတော့ဘာလို့လူတိုင်းကဟိုကောင်မလေးကိုပဲသဘောကျနေတာလဲလို့တွေးပါတယ်မင်းသားအချစ်ကိုရဖို့အတွက်ညရောက်တဲ့အခါမှာစိတ်ပုတ်တဲ့ကောင်မလေးကကောင်မလေးရဲ့အိမ်သားကိုလာခဲ့ပါတော့တယ်နေမရှိတော့ရင်မင်းသားလေးစိတ်ထဲမှာရှိတဲ့သူကငါပဲဖြစ်တော့မှာလို့ပြောပြီးတော့ကောင်မလေးရဲ့အိမ်ကိုမိရှို့လိုက်ပါတော့တယ်အိမ်ထဲကကောင်မလေးကလည်းမိကိုငွေတွေတွေ့တဲ့အခါမှာထွက်ပြေးဖို့လုပ်ပေမဲ့အပြင်ကနေတကားကိုပေးထားတော့ထွက်လို့မရဖြစ်နေပါတယ်စိတ်ပုတ်တဲ့ကောင်မလေးကတော့ရည်နေပြီးနတ်သမီးရောက်လာခဲ့ပြီးတော့ဒီခါမှာမင်းကြီးလိုက်တော့စိတ်ပုတ်နေတဲ့ကောင်မလေးလည်းလန့်ဖြန့်လို့သွားပါတော့တယ်ကောင်မလေးကကြောက်နေပြီးတော့အမေဖြစ်သူနတ်သမီးကိုတွေ့တော့ပြေးပြီးတော့ဖက်ပါတယ်စိတ်ပုတ်တဲ့ကောင်မလေးကတော့အမေဖြစ်တဲ့သူကိုတောပြောပြဖို့လုပ်နေပြီးနတ်သမီးကလည်းသူ့အချိန်မီရောက်လာလို့တော်သေးတယ်ဆိုပြီးတော့ကောင်မလေးကိုနှစ်သိမ့်ပေးနေတာပါနောက်နေ့ကိုရောက်တဲ့အခါမှာတော့ကောင်မလေးဟင်းချက်နေတော့မှအတော်ဖြစ်တဲ့သူကစပင်းကိုဆောင်ဆွဲပြီးတော့ကောင်မလေးကိုအမေဖြစ်သူရဲ့တပင်နောက်ကိုခေါ်သွားပြီးတော့ကောင်မလေးအမေတပင်ကိုခုတ်ခိုင်းပါတယ်ကောင်မလေးကတောင်းပန်မိမဲ့အတော်ဖြစ်တဲ့သူကအတင်းလှုပ်ခိုင်းတာကြောင့်ပဲတပင်ကိုနှုတ်လိုက်ရပါတော့တယ်